ဆောတွေဘာကြောင့်မျိုးသုံးသွားတာလဲပရိသတ်ကြီးလွန်ခဲ့တဲ့နှစ်ပေါင်း66တန်းခန့်ကကဘာမီပေါ်မှာဒိုင်နိုဆောတွေဟာဘယံတွေလိုအုပ်ဆိုးနေခဲ့ပါတယ်အကောင်သေးသေးလေးကနေဘက်စကားသစည်းတော်ကြီးရဲ့ကောင်တွေအထိကဘာအနံ့မှာရှင်သန်နေခဲ့ကြပါတယ်ဒါပေမဲ့တနေ့မှာတော့ဒီကဘာအင်ကအကြီးဆုံးသတ္တဝါတွေဟာရုတ်တရက်ပျောက်ကွယ်သွားခဲ့ပါတယ်ဒါဆိုဘာတွေဖြစ်ခဲ့တာလဲဒီနေ့သိပ္ပံပညာရှင်အများစုလက်ခံထားတဲ့အကြောင်းရင်းကတော့အေယာမဂျိုးသိန်းတစ်လုံးကဘာကိုဝင်တိုက်ခဲ့တာဖြစ်ပါတယ်။အဲဒီဂျိုးသိန်းဟာအချင်းဆယ်က15ကီလိုမီတာလောက်ရှိပြီးအခုမက္ကဆီကိုနိုင်ငံ Yucatan Peninsula အနီးကိုအလွန်မြင့်တဲ့အရှိန်နဲ့ဝင်တိုက်ခဲ့တာပါ။ဒီတိုက်ခိုက်မှုကြောင့် Chicxulub Crater လို့ခေါ်တဲ့အေယာမမီးတောင်ပါကြီးဖြစ်ပေါ်လာခဲ့ပါတယ်။တိုက်ခိုက်မှုရဲ့စွမ်းအားကအနမျိုးပုံတန်းမြောင်းစွာပေါက်ကွဲတာနဲ့ညီမျှတယ်လို့သိပ္ပံပညာရှင်တွေကခန့်မှန်းထားပါတယ်။ကမ္ဘာမြေကိုတစ်ချက်နဲ့ reset ချလိုက်တယ်လို့တောင်ပြောနိုင်ပါတယ်။ဂျိုးသိန်းပန်တိုက်ပြီးတဲ့နောက်မှာအေယာမမီးလောင်ကျွမ်းမှုတွေဖြစ်ပွားခဲ့တယ်။ငရမ်းအကြီးစားတွေဆူနာမီချောင်းလုံးကြီးတွေစက်တိုက်ဖြစ်ပေါ်လာခဲ့ပါတယ်။ဖုံဖုံနဲ့ကျောင်းမုန်တွေဟာလေးထုထဲကိုမြင်မားစွာတက်သွားပြီးနေအောင်ကြီးကိုလောက်ဝောင်များစွာပိတ်ဆို့ထားခဲ့ပါတယ်။နေအောင်မရတော့တဲ့အထက်အပင်တွေတည်ဆုံးလာတယ်။အပင်စားဒိုင်နိုဆောတွေအစာမရှိတော့ဘူး။အဲဒီနောက်သူတို့ကိုစားတဲ့အသားစားဒိုင်နိုဆောတွေပါစက်တိုက်တည်ဆုံးလာခဲ့ပါတယ်။အစာခွဲတစ်ခုလုံးပြိုကွဲသွားတာပါ။ဒါပေမဲ့ဂျိုးသိန်းတစ်ခုတည်းကြောင့်လားဆိုတာကိုတော့သိပ္ပံပညာရှင်တွေဆက်လက်လေ့လာနေဆဲဖြစ်ပါတယ်။တချို့သူတေသနာတွေကတော့အဲ့ဒီအချိန်မှာအိန္ဒိယနိုင်ငံ Deccan Traps ဒေသမှာအေယာမမီးတောင်ပေါက်ကွဲမှုတွေ2000ပေါင်းများစွာစက်တိုက်ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီမီးတောင်တွေကထုတ်လွှတ်ချက်တန်းငယ်တွေကြောင့်ကမ္ဘာရာသီဥတုပြောင်းလဲလာပြီးဒိုင်နိုဆောတွေကိုပိုမိုအခက်တွေးခဲ့စေတယ်လို့ယူဆကြပါတယ်။ဒါကြောင့်ယနေ့လက်ခံထားတဲ့အမြင်ကတော့ဂျိုးသိန်းဝင်တိုက်မှုကအထူးအကြောင်းရင်းဖြစ်ပြီးမီးတောင်ပေါက်ကွဲမှုနဲ့ရာသီဥတုပြောင်းလဲမှုတွေထပ်မံတက်ရောက်ခဲ့တာဖြစ်နိုင်တယ်လို့ဆိုကြပါတယ်။စိတ်ဝင်စားစရာကောင်းတာကဒိုင်နိုဆောအားလုံးမျိုးထွင်သွားတာမဟုတ်ပါဘူး။ယနေ့ခေတ်ငတ်တွေဟာပြီးငယ်တဲ့တီရိုပေါ့ဒိုင်နိုဆောတွေရဲ့မျိုးဆက်တွေလိုသိပ္ပံပညာရှင်တွေလက်ခံထားကြပါတယ်။ဆိုလိုတာကမနက်တိုင်းကြားနေရတဲ့ငတ်အော်တန်တွေဟာဒိုင်နိုဆောတွေရဲ့အမွေအနှစ်အတန်တွေဖြစ်နိုင်တာပေါ့။ဒီဖြစ်ရဟာကမ္ဘာသမိုင်းမှာ Cretaceous Paleogen Mass Extinction လို့ခေါ်တဲ့အကြီးဆုံးမျိုးသွင်မှုတွေကတစ်ခုဖြစ်ပြီးကမ္ဘာပေါ်မှာတက်ရှိမျိုးစိတ်85%လောက်ပျောက်ကွယ်သွားခဲ့ပါတယ်။ဒါပေမဲ့အဲဒီနောက်မှာတော့နိုးတိုက်တရဝါတွေတဖြည်းဖြည်းဖွံ့ဖြိုးလာပြီးနောက်ဆုံးမှာလူသားတွေပေါ်ထွန်းမှုအခွင့်အရေးရသေးတာဖြစ်ပါတယ်။ကဲပရိသတ်ကြီးရောတကယ်လို့အဲ့ဒီဂျိုးသိန်းသားကဘာကိုဝင်တိုက်ခဲ့မှုဆိုရင်ဒီနေ့အထိဒိုင်နိုဆောတွေကဘာကိုအုပ်စိုးနေအောင်မလားလို့ထင်ကြလဲ comment မှာမျှဝေပေးခဲ့ပါဦး